င်္ဂလာပါလူကြီးမျိုးကျွန်တော်တို့ရှက်ပါဒီတစ်ခေါက်ကျွန်တော် review လုပ်ပေးမဲ့ product လေးကတော့ Xiaomi ကထုတ်လုပ်ထားတဲ့ Home Theater System Mi Soundbar 2.1 TV speaker ပဲဖြစ်ပါတယ်Amazon ရဲ့ first impression တော့မဟုတ်ဘူးเนาะဒီပုံလေးကထွက်ထားတာနည်းနည်းကြာပြီလွန်ခဲ့တဲ့2021ခုနှစ်ကထွက်ထားတာပါတိုးတော့ကျွန်တော်တို့ယနေ့အချိန်ကြီးဈေးကွက်ထဲမှာဝယ်လို့ကောင်းနေတော့လူကြိုက်များနေတော့ product တစ်ခုလို့ပြောလို့ရပါတယ်။ဘာကြောင့်လူကြိုက်များနေတော့လဲဆိုတော့ကိုဆက်လက်ကြည့်ရှုလိုက်အောင်ကြည့်ရတဲ့ design interface ကတော့ ရိုးရိုးရှင်းရှင်းလေးပဲဆောင်းဘောက်ကို woofer ကို flash ပဲဆန်တယ်audio capacity power ကိုကြည့်မယ်ဆိုလို့ရှိရင် speaker က34 output watt ရဲ့ woofer က66 output watt ရဲ့total 100 output watt ကိုထုတ်ပေးနိုင်တာတွေ့ရပါတယ် speaker ရဲ့ connection method တွေကိုကြည့်မယ်ဆိုလို့ရှိရင် speaker ရဲ့အနောက်မှာ audio jack box cassette box optical input subwoofer output DC input ပါတာတွေ့ရပါတယ်ဒီတော့ speaker ရဲ့ bluetooth compatible က 5.0 D support ပေးတယ်ဆိုတော့ကိုကြိုက်တဲ့ multiple device တွေနဲ့ wirelessly connection လုပ်လို့ရပါတယ်smartphone smart TV iPad laptop anything easy to use ပါပဲ speaker တစ်ခုလုံးမှာ unique အဖြစ်ဆုံးနေရာလေးကဒီ control panel လေးပါပဲ control button လေးတွေက touch able ပါဖိနှိပ်စရာမလိုပါဘူးတင်လိုက်တာနဲ့ action ဝင်သွားတာပါ sound system မူကတော့2မျိုးပါဝင်ပါတယ် movie မူရဲ့ music မူရဲ့ပါ sound bar ထဲမှာ10 watt ရှိတဲ့ audio speaker နှလုံးပါဝင်ပြီး7 watt ရှိတဲ့ Theater speaker နှလုံး total 6 watt speaker လေးလုံးပါဝင်ပြီး frequency rate ကိုလည်း8 ohm ထိ sound bar မှာကို woofer မှာကိုထည့်သွင်းပေးထားပါတယ် woofer မှာတော့ high audio bass ကိုထုတ်ပေးနိုင်တဲ့66 watt speaker တစ်လုံးပါဝင်ပါတယ် speaker ရဲ့ feature တွေကိုသိပြီးပြီဆိုတော့အတန်ထွက်ကလေးစမ်းကြည့်လိုက်အောင်speaker ရဲ့အတန်ထုတ်ကိုနားထောင်ခြင်းအဖြစ်ဒီ sound bar က marriage level box ကိုပြောလို့မမှာပါဘူး speaker လည်းမဆိုးဘူး woofer လည်း middle bass level လောက်ထိထုတ်ပေးပါလေဒီ sound bar ကိုအဓိကဘယ်သူတွေဝယ်ယူသင့်လဲဆိုတော့ရုပ်ရှင်အကြည့်များတဲ့သူတွေအိမ်မှာနေရုပ်ရှင်မှာကြည့်ရတဲ့ experience မျိုးကိုရစေချင်တဲ့သူတွေပြီးတော့တခြင်းတွေမှာပဲအေးစေးအငြိမ်လေးပဲနောက်ဆောင်တက်တဲ့သူတွေဝယ်ယူသင့်တယ်လို့ထင်ပါတယ်ဆိုတော့ဒီ sound bar ကိုဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ AC မျိုးနဲ့ T Mobile Electronic Phone Center မှာလာရောက်ဝယ်ယူအားပေးလို့ရတယ်လို့online ကနေမှတစ်ဆင့် home delivery နဲ့မှာယူလို့ရပါတယ်။နောက်ထပ်ဒီလို home electronic review တွေကိုကြည့်ရှုလို့ရအောင်လို့ကျွန်တော် channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုအပ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။